မင်္ဂလာပါမြစီမမြေဗုဒ္ဓဂယာဖျားဖို့အဖွဲ့မှာမိထွေးစွာကြိုဆိုပါရရှင်ယခုမြင်တွေ့နေရတဲ့မဟာဗောဓိစေတီဟာဆိုရင်အိန္ဒိယနိုင်ငံဘီဟာပြည်နယ်ဗုဒ္ဓဂယာမှာတည်ရှိပါရရှင်ဤမဟာဗောဓိစေတီကို BC 300စုခန့်တွင်သီရိဓမ္မသောကမင်းကြီးကဖျားပွင့်တော်မူသည့်နေရာအထင်အမှတ်အဖြစ်တည်ထားကိုးကွယ်ခဲ့ပါတယ်လူမဟာဗောဓိစေတီတော်ကြီးကိုဥပဒမင်းဆက်များနှင့်နောက်ပိုင်းမင်းအဆက်ဆက်တို့ကထမင်းရှက်တွင်ပြုပြင်ခဲ့ကြပါတယ်။မဟာဗောဓိစေတီဟာဆိုရင်2002ခုနှစ်မှာစ၍ကမ္ဘာအမွေအနှစ် UNESCO စီးရင်ဝင်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။မဟာဗောဓိစေတီရဲ့အမြင့်ပေမှာ180ခန့်ရှိပြီးအောက်ခြေမှာ4000ကျပ်ကြာအထက်သို့ရှူတက်သွားသည့်ပီရမစ်ပုံစံဖြစ်ပါရဲ့ရှင်။စေတီတော်ကြီး၏နန်းရံပက်ပက်လေတွင်နန်းရံကဲ့ရုပ်ကြွဗုဒ္ဓရုပ်ပွားတော်များနှင့်ဗန်တမော့လက်ရာများကိုလက်ရာတည်သက်စွာဖြင့်ပြုလုပ်ထားပါရဲ့ရှင်။စေတီအတွင်း၌ဘူမိဖတ်တမုဒရာရုပ်ပွားတော်မြတ်တစုကိုလည်းတည်ချကိုးကွယ်ထားပါရဲ့ရှင်။မြတ်စွာဘုရားသည်ဤဗုဒ္ဓဂယာ၌သပ္ပညုတရွှေဉဏ်တော်ကိုရရှိတော်မူပြီးတမ္မာတန်ဗုဒ္ဓဘုရားအဖြစ်သို့ရောက်တော်မူခဲ့ပါရဲ့ရှင်။ထိုမဟာဗောဓိစေတီဝင်းအတွင်း၌တတ္တဌာန9ဌာနတို့လည်းတည်ရှိပါရဲ့ရှင်။တတ္တဌာနဆိုသည်မှာမြတ်စွာဘုရားရှင်သည်တမ္မာတန်ဗုဒ္ဓဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက်တဌာနလျင်9ရက်စီဖြင့်9ပတ်49ရက်တိုင်းတရားသမပတ်ဝင်စားတော်မူခဲ့သည့်နေရာများကိုတတ္တဟ9ဌာနဟုခေါ်ဆိုခြင်းဖြစ်ပါရဲ့ရှင်ပထမတတ္တဟမှာပလင်ကတတ္တဟဖြစ်ပါရဲ့ရှင်မြတ်စွာဘုရားသည်သဗ္ဗညုတရွှေဉဏ်တော်ကိုရရှိတော်မူပြီးမဟာဗောဓိပင်ရင်ရှိအပရာဇိတရွှေပလင်ပေါ်တွင်တင်ပလင်ခွေလျက်ဝိမု ക്തി ဒုက္ခတရားရှင်းတာကို9ရက်တိုင်ဖလသမပတ်ဝင်စားတော်မူခဲ့ပါတယ်။ထိုနေရာကိုပလင်ကတတ္တဟဟုခေါ်ဆိုခြင်းဖြစ်ပါရဲ့ရှင်။ဒုတိယတတ္တဟမှာအနိမိတတတ္တဟဖြစ်ပါရဲ့ရှင်။မြတ်စွာဘုရားရှင်သည်မဟာဗောဓိပင်နှင့်အပရာဇိတပလင်တော်တို့၏ကျေးဇူးကိုပြည့်မြင်သောအားဖြင့်တစ်ဖက်တွင်ပုထုဇဉ်လူသားနှပြမာတို့၏ယုံမာတတရားကိုပယ်ဖြောက်ရန်အရှိမြောက်ဘက်ကလလန်တွင်မတ်တက်ရတော်မူကားလေးတင်ရှိနှင့်ကဘာတသိန်းတိုင်ပါရမီဖြည့်ခြင်း၍ရလာသောအပရာဇိတပလင်နှင့်မဟာဗောဓိပင်တို့ကိုမျက်တောင်မခတ်ပဲ9ရက်တိုင်ကြည့်ရှုတော်မူခဲ့ပါရဲ့ရှင်ထိုနေရာကိုအနိမိတတတ္တဟဟုခေါ်ဆိုခြင်းဖြစ်ပါရဲ့ရှင်မဟာဗောဓိစေတီတော်ကိုမျက်နာမူလျက်အရှိမြောက်ဘက်ကုန်းမြင့်ပေါ်တွင်တည်ရှိသောအနိမိတစေတီတော်အားဖူးမြော်တွေ့ရှိရမှာဖြစ်ပါရဲ့ရှင်တတိယတတ္တဟမှာစင်ကမတတ္တဟဖြစ်ပါရဲ့ရှင်မဟာဗောဓိစေတီတော်နဘေးတွင်တည်ရှိနေသည့်ကြောက်ကြပွင့်ကိုပွင့်နှင့်အတောင်40လီအမြင့်3မီခန့်ရှိသောအုတ်ခုံနှင့်တစ်ခုအားတွေ့မြင်ရမှာဖြစ်ပါရဲ့ရှင်ထိုနေရာသည်မြတ်စွာဘုရားရှင်နတ်တို့ဖန်ဆင်းထားသောအတောင်60ရှိသောယတနာစင်ကြံလမ်းပေါ်တွင်ခေါက်တုံခေါက်ပြန်9ရက်တိုင်းဇင်းကြံကြွမြန်းတော်မူခဲ့သည့်နေရာစင်ကမတတ္တဟဟုခေါ်ဆိုခြင်းဖြစ်ပါရဲ့ရှင်စတုထတတ္တဟမှာယတနာကယတတ္တဟဖြစ်ပါရဲ့ရှင်စီရီတော်ကြီးဤအနောက်မြောက်ဘက်တွင်နတ်များဖယ်ဆင်းပူဇော်ထားသောယတနာကယတတ္တဟစံအိမ်တည်ရှိပါရဲ့ရှင်ထိုနေရာတွင်9ရက်တိုင်းဝီနီအပိဓမ္မာ9ကျမ်းတရားတော်များကိုသုံးသက်ဆင်ခြင်တော်မူခဲ့ပြီးနောက်ဆုံးဖြစ်သောမဟာပဒံကျမ်းသို့အရောက်တွင်ခန္ဓာတော်မှာရောင်ချီတော်စတင်ကုမြူခဲ့ပါရဲ့ရှင်ထိုနေရာကိုယတနာကယတတ္တဟဟုခေါ်ဆိုခြင်းဖြစ်ပါရဲ့ရှင်ယခုအခါတွင်စေတီတော်ဝင်းဤအနောက်မြောက်ဘက်တွင်
စေတနာကရတတ္တဟနေရာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်။ပစ္စမတတ္တဟမှာပစ္စပါဠတတ္တဟဖြစ်ပါတယ်ရှင်။စိတ်ကြောင်းညောင်ပြီးဟုလည်းခေါ်တွင်ပါတယ်။စိတ်ကြောင်းသားများနာခိုရာပစ္စပါဠညောင်ပင်ရင်း၌9 ရက်တိုင်းတိုင်းတည်င်းသုံးတော်မူခဲ့ပါတယ်ရှင်။ထိုနေရာတွင်ဒိဋ္ဌမင်္ဂလိကအမည်ရှိသောပုံနာအားတရားဟောတော်မူခဲ့ပါတယ်ရှင်။ထိုနေရာကိုပစ္စပါဠတတ္တဟဟုခေါ်ဆိုခြင်းဖြစ်ပါတယ်ရှင်။သတ္တမတတ္တဟမှာမုတ်စလိနာတတ္တဟဖြစ်ပါတယ်ရှင်။မုတ်စလိနာအိုင်ဟုလည်းခေါ်ဆိုကြပါတယ်ရှင်။မြတ်စွာဘုရားရှင်သည်မုတ်စလိနာကြီးပင်ရင်၌9 ရက်တိုင်းတိုင်းဖလသမပတ်ချမ်းသာဖြင့်တည်င်းသုံးတော်မူခဲ့ပါတယ်။တရားသမပတ်ဝင်စားတော်မူစဉ်မိုးသက်လေပြင်းကြရောက်သည်ဖြင့်ကုသလေနနဂါမင်းကဖျားရှင်အောင်မဆူဆွစေအောင်ခွေဝိုင်း၍ပပြင်းဖြင့်မိုးကပူဇော်ခဲ့ပါရဲ့ရှင်။ထိုနေရာကိုမုတ်စလိနာအိုင်သတ္တမတတ္တဟဟုခေါ်ဆိုခြင်းဖြစ်ပါရဲ့ရှင်။စီဒီတော်ဝင်းဤတောင်ဘက်တွင်ကံငယ်လေးတစ်ခုအတွင်း၌ရုပ်ဝါတော်တဆူအားနဂါမင်းမိုးထား၍သတ္တမတတ္တဟကိုမြင်တွေ့နိုင်ပြီဖြစ်ပါရဲ့ရှင်။တတ္တမတတ္တဟမှာရာဇယတနာတတ္တဟဖြစ်ပါရဲ့ရှင်။ထိုနေရာရှိမင်းတို့ပြည်၌9 ရက်တိုင်းတိုင်းတည်င်းသုံးတော်မူခဲ့ပါရဲ့ရှင်။ထိုနေရာတွင်တပုဒ္ဒနှင့်ပတ္တလိကကုံလင်ညီနောင်တို့ရောက်ရှိလာပြီးမုတ်ကျွနှင့်မုတ်ဆုတို့ကိုလူဒန်းခဲ့ပါရဲ့ရှင်။ထိုညီနောင်တို့သည်ပထမဆုံးတရဏဂုံ2 ပါးတည်သောဥပဒကများဖြစ်လာခဲ့ကြပြီးမြတ်စွာဘုရားရှင်ထံမှဆယ်တော်ရှိစီကိုပထမဆုံးလူရန်ရှင်ခံခဲ့ရပါရဲ့ရှင်။တတ္တတတ္တဟခုနဌာနသည်မြတ်စွာဘုရားရှင်၏ကျေးဇူးတည်တတ်မှုကိလေသာကိုအပြတ်အောင်နိုင်မှုနှင့်တသနာတော်စတင်ပြန်ပွားဖို့ရအတွက်ပုံမြင့်ချခဲ့သောနေရာတစ်ခုလည်းဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်မျက်စိမှမြင်ဗုဒ္ဓဂယာဘုရားဘုရားဆောင်ရေးဖွဲ့မှာ